ဒီကနေ့ဓမ္မမိတ်ဆွေတို့ကိုတင်ဆက်ပေးခြင်းတာကတော့ခန္ဓာကိုယ်မှာအလွန်ဆိုးရွားတဲ့အနာရောဂါတွေဆွဲကပ်လာလို့တပည့်တာဝကတွေနဲ့ဆွေမျိုးတွေရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ယဟန်တစ်ပါးကိုမဟာကရုဏာရှင်မြတ်စွာဘုရားရှင်ကိုယ်တိုင်ရည်နွေးကြိုပြီးပြုစုပေးခဲ့တဲ့ပုရိကတ္တတိတ်တာမထေရရဲ့ရင်ထဲကိုထိရှစေမဲ့ဖြစ်ရမှန်ဇလန်းလေးပဲဖြစ်ပါတယ်။တာဝိတ္တိပြည်ဇေတဝန်ကျောင်းတော်မှာမြတ်စွာဘုရားရှင်တည်င်းသုံးနေတော်မူစဉ်ခါကဖြစ်ပါတယ်။ကျောင်းတော်မှာတိတ်တာလို့အမည်ရတဲ့ယဟန်တစ်ပါးရှိပါတယ်။အစပိုင်းမှာတော့ရှင်တိတ်တာဟာကျန်းကျန်းမာမာနဲ့တရားအားထုတ်နေတဲ့ယဟန်တစ်ပါးပါ။ဒါပေမဲ့ကံကြမ္မာအလှည့်ပြောင်းလို့ပဲဆိုရမလား။သူ့ရဲ့ခန္ဓာကိုယ်မှာရုတ်တရက်အဖုပိန်လေးတွေစတင်ထွက်ပေါ်လာပါတယ်။အစပိုင်းမှာမုံညင်းဈေးလောက်သာရှိတဲ့အဖုလေးတွေဟာတဖြည်းဖြည်းနဲ့ဘဲနောက်ဈေးလောက်အဲ့ဒီကနေကလဘဲဈေးလောက်နောက်ဆုံးမှာရှစ်ရှားသီးလောက်အထိကြီးမားလာပြီးတကူလုံးကိုပြန့်နှံ့သွားပါတော့တယ်။အဲ့ဒီအဖုကျိတ်ကြီးတွေဟာအချိန်တန်တဲ့အခါပေါက်ကွဲထွက်သွားပြီးတကူလုံးမှာပြည်တွေသွေးတွေယူစီးကျလာပါတော့တယ်။အဲ့ဒီလိုခန္ဓာကိုယ်ကနေသွေးပြည်တွေယူစီးကျပြီးအလွန်ဆိုးရွားတဲ့အနံ့အသက်တွေထွက်ပေါ်လာတဲ့အတွက်သူ့ကိုပုရိကတ္တတိတ်တာခန္ဓာကိုယ်အပုံနဲ့ထွက်နေသောရှင်တိတ်တာလို့တောင်အမည်တွင်သွားပါတော့တယ်။ရှင်တိတ်တာရဲ့ယောဂါဟာတဏှိတခြားပုံမူဆိုးရွားလာပါတယ်။ဝိယုံထားတဲ့သင်္ကန်းတွေဟာသွေးတွေပြည်တွေနဲ့ကက်ညီပြီးခန္ဓာကိုယ်မှာသွားကက်နေပါတယ်။အနံ့သက်ကလည်းအလွန်ဆိုးရွားလွန်းတဲ့အတွက်အနာကိုဘယ်သူမှမကက်ရဲကြတော့ပါဘူး။အစာပိုင်းမှာသူ့ကိုပြုစုပေးခဲ့ကြတဲ့တပည့်ယဟန်ငယ်တွေတူနေတန်ဃာတွေဟာလည်းအနံ့သက်ကိုမခံနိုင်တာရဲ့ယောဂါကိုယွန်းရှားတာရဲ့ကြောင့်ရှင်တိတ်တာကိုကျောင်းဆောင်တစ်ခုထဲမှာဖြစ်ထားပြီးအားလုံးထွက်ပြေးသွားကြပါတော့တယ်။ရှင်တိတ်တာခမညာထလို့လည်းမရသွားလို့လည်းမရနဲ့ကိုယ့်ရဲ့သွေးပြည်တွေစွန့်ထင်းနေတဲ့ကျောင်းဆောင်လေးထဲမှာအလွန်ကိုအထီးကျန်စွာနဲ့တေမင်းကိုစောင့်မျှော်နေရရှာပါတယ်။ဘယ်သူမှလက်မကြည့်တော့တဲ့ဘဝမှာနာကျင်မှုဝေဒနာနဲ့အတူစိတ်သက်တွေအလွန်ကြာဆင်းပြီးအားကိုးရမယ့်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာမဟာကရုဏာရှင်ဖြစ်တော်မူတဲ့ဂေါတမမြတ်စွာဘုရားရှင်ဟာမနက်ခင်းအာယုံတက်ချိန်မှာလောကီတရားဝါတွေကိုဉာဏ်တော်နဲ့ကြည့်ရှုတော်မူတဲ့အခါအားကိုးရမယ့်ဖြစ်နေတဲ့ရှင်တိတ်တာကိုမြင်တော်မူပါတယ်။ရှင်တိတ်တာရဲ့ယောဂဝေဒနာကင်းငြိမ်းပြီးတရားထုရနိုင်တဲ့အကြောင်းရင်းပါရမီကိုလည်းမြင်တော်မူပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ဟာကျောင်းဆောင်ထဲကနေထွက်တော်မူပြီးမီတင်းကုတ်လို့ခေါ်တဲ့ရေနွေးတေရာနေရာကိုကြွသွားတော်မူပါတယ်။ဘုရားရှင်ကိုတော်တိုင်မီးမွေးပြီးရေအိုးကြီးထဲမှာရေထည့်ကာရေနွေးတေတော်မူပါတယ်။မြတ်စွာဘုရားရှင်ကိုယ်တိုင်အလုတ်လုံနေတာကိုမြင်လိုက်ရတဲ့ယဟန်တွေဟာအလွန်ထိတ်လန့်သွားပြီးအရှင်ဘုရားဘာလို့မလို့ပါလဲဖေ။တပည့်တော်တို့ကိုခိုင်းတော်မူပါလို့လာရောက်လျှောက်ထားကြပါတယ်။အဲ့ဒီခါကျမှမြတ်စွာဘုရားကချစ်သားတို့ရှင်တိတ်တာစီကိုတွားကြစို့လို့မိန့်တော်မူပြီးရေနွေးအိုးကိုမကရှင်တိတ်တာရှိရာကျောင်းဆောင်စီကိုဦးဆောင်ကြွသွားတော်မူပါတော့တယ်။ကျောင်းဆောင်လေးကိုရောက်တဲ့အခါမြတ်စွာဘုရားရှင်ဟာအလွန်ဆိုးရွားတဲ့အနံ့အသက်တွေထွက်နေတဲ့ရှင်တိတ်တာရဲ့ကရင်နာကိုရောရှာခြင်းအလျင်းမရှိပဲကတ်သွားတော်မူပါတယ်။ဘုရားရှင်ကိုယ်တိုင်ရှင်တိတ်တာရဲ့ကရင်ကိုမဖို့ပြင်လိုက်တဲ့အခါနောက်ပါယဟန်တွေကအလူရဲ့ဝင်ရောက်ပြီးရှင်တိတ်တာကိုရေချိုးမဲ့နေရာကိုတဲဆောင်သွားကြပါတယ်။မြတ်စွာဘုရားရှင်ဟာရေနွေးကိုကိုယ်တိုင်စမ်းသပ်ပြီးရှင်တိတ်တာရဲ့ခန္ဓာကိုယ်မှာကပ်နေတဲ့သင်္ကန်းတွေကိုရေနွေးနဲ့ဖြည်းဖြည်းချင်းခွာပေးတော်မူပါတယ်။ထို့နောက်ရှင်တိတ်တာရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရေနွေးနဲ့စင်ကြယ်အောင်ကိုယ်တိုင်ရေချိုးတန့်စင်ပေးတော်မူပါတယ်။ယဟန်အချို့ကိုရှင်တိတ်တာရဲ့သင်္ကန်းတွေကိုရှော့ဖုတ်ပြီးနေလှမ်းစေပါတယ်။ရှင်တိတ်တာရဲ့ခန္ဓာကိုယ်ရေချိုးတန့်စင်ပြီးတဲ့အချိန်မှာနေလှမ်းထားတဲ့သင်္ကန်းတွေလည်းခြောက်တွေ့သွားတဲ့အတွက်တန့်ရှင်းတဲ့သင်္ကန်းကိုပြန်လဲဝိယုံပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာရှင်တိတ်တာဟာခန္ဓာကိုယ်တစ်ခုလုံးတန့်ရှင်းသွားပြီးပေါ်ပါသွားတဲ့အတွက်ရုပ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခတွေကင်းဝေးသွားပြီးစိတ်ထဲမှာအလွန်ကိုကြည်လင်အေးချမ်းသွားပါတော့တယ်။မြတ်စွာဘုရားရှင်ရဲ့မဟာကရုဏာတော်ကြောင့်ဝန္တာပီတိတွေဖြစ်ပြီးဘုရားရှင်အပေါ်မှာအလွန်ကြည်ညိုတဲ့တရားတရားတွေဖြစ်ပေါ်လာပါတယ်။အဲ့ဒီလိုစိတ်ထားကြည်လင်နေတဲ့အချိန်တရားနာဖို့အသင့်ဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားရှင်ဟာကျောင်းတော်မှာရှိတဲ့တန်ဃာတော်များအားလုံးကိုစုဝေးစေပြီးအလွန်အရေးကြီးတဲ့တရားတစ်ပုဒ်ကိုဟောကြားတော်မူပါတယ်။စစ်သားယဟန်တို့သင်တို့ဟာမိဘဆွေမျိုးတွေကိုစွန့်ခွာပြီးသာသနာပေါင်းကိုဝင်ရောက်လာကြသူတွေဖြစ်တယ်။ဒီသာသနာပေါင်းမှာသင်တို့ကိုပြုစုစောင့်ရှောက်မဲ့မိဖဆိုတာမရှိကြတော့ဘူး။တကယ်လို့သင်တို့အချင်းချင်းဖျားနာတဲ့အခါတဦးကိုတဦးမပြုစုမစောင့်ရှောက်ကြဘူးဆိုရင်ဘယ်သူကလာရောက်ပြုစုပေးကြမှာလဲ။ယောဘိခဝေမံဥပတိယတောဂီလာနံဥပတိယချစ်သားတို့ငါဘုရားရှင်ကိုပြုစုခြင်းနဲ့ဆိုရင်ဖျားနာနေတဲ့လူမမာကိုပြုစုကြတော့လို့အလွန်ကြီးကျယ်မြင့်မြတ်လှတဲ့စကားတော်ကိုမိန်ဝန်းချွေတော်မူပါတယ်။လူမမာကိုပြုစုခြင်းဟာမြတ်စွာဘုရားကိုပြုစုရတဲ့ကုသိုလ်နဲ့ထပ်တူထပ်မျှရရှိတယ်လို့ဟောကြားခဲ့ခြင်းပဲဖြစ်ပါတယ်။
ထို့နောက်မြတ်စွာဘုရားရှင်ကရှင်ဒိဋ္ဌာဘက်ကိုလှည့်ပြီးခန္ဓာကိုယ်ရဲ့အစစ်အမှန်သဘောတရားဖြစ်တဲ့အတုပကမ္မထံကိုယခုလိုဟောကြားတော်မူပါတယ်။ချစ်သားဒိဋ္ဌာတင့်ရဲ့ဒီခန္ဓာကိုယ်ကြီးကိုကြည့်လိုက်စမ်းပါ။မကြမီအချိန်တွင်းမှာပဲဒီခန္ဓာကိုယ်ကြီးဟာဝိညာဉ်ကင်းကွာသွားလိမ့်မယ်။အသက်ဝိညာဉ်ကင်းကွာသွားတဲ့အခါဘာမှအတုံးမကြတော့တဲ့ထင်းတုံးဆွေးကြီးတုံးလိုပဲဤကြီးပေါ်မှာပြစ်ချထားခြင်းကိုခံရတော့မှာဖြစ်တယ်လို့ခန္ဓာရဲ့မမြဲခြင်းစင်ရဲခြင်းအနှစ်သာရမရှိခြင်းသဘောတရားကိုဟောပြတော်မူပါတယ်။ရှင်ဒိဋ္ဌာဟာမိမိရဲ့ယောဂဝေဒနာခံစားနေရတဲ့ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ရှုမှတ်ဆင်ခြင်လိုက်တဲ့အခါမြတ်စွာဘုရားရှင်ရဲ့တရားတော်အဆုံးမှာပဲကိလေသာအညစ်အကြေးအလုံးကင်းစင်ပြီးအမြင့်မြတ်ဆုံးသောယဟန္တာမထေမြတ်အဖြစ်ကိုရရှိသွားခဲ့ပါတော့တယ်။ယဟန္တာဖြစ်ပြီးတာနဲ့တပြိုင်နက်ရှင်ဒိဋ္ဌာဟာဒီနေရာမှာပဲငြိမ်းချမ်းစွာနဲ့ပြိဋိနိဗ္ဗာန်စံဝင်တော်မူသွားခဲ့ပါတယ်။တရားချစ်ခင်ဓမ္မမိတ်ဆွေအပေါင်းတို့ဒီပုရိကတ္တဒိဋ္ဌာမထေမြတ်ရဲ့ဇလန်းလေးဟာယနေ့ခေတ်ကျွန်ုပ်တို့နေထိုင်နေတဲ့လူအတိုင်းဝိုင်းအတွက်အလွန်ကိုကြီးမားတဲ့သတိပေးခေါင်းလောင်းတန်တစ်ခုပဲဖြစ်ပါတယ်။ကျွန်ုပ်တို့ဟာနေ့စဉ်ဘဝမှာအပေါ်ယံရုပ်ဆင်းအင်္ဂါလှပမှုတွေအဝတ်အစားတစားပလာတွေအလှပတွေအပေါ်မှာအလွန်မင်းဆွဲလန်းမမောနေတတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းယောဂဗျာဝင်ရောက်လာတဲ့အခါအိုမင်းရစ်လျော်လာတဲ့အခါဒီခန္ဓာကိုယ်ကြီးဟာဘလောက်တောင်ယွန်ရှာဆက်စုပ်ဖွယ်ကောင်းသွားတယ်လဲဆိုတာကိုရှင်ဒိဋ္ဌာရဲ့ဖြစ်ရက်ကသက်သေပြနေပါတယ်။ခန္ဓာကိုယ်ဆိုတာယောဂပေါင်းစုံခူအောင်ရာအတိုက်မြုံကြီးတာဖြစ်ပါတယ်။ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးအပေါ်မှာအလွန်မင်းတွေ့တာဆွဲလန်းနေမှုတွေကိုရှော့ချဖို့လိုအပ်လာပါတယ်။နောက်ထပ်အရေးကြီးဆုံးသင်ခန်းစာတစ်ခုကတော့ကရုဏာတရားထားရှိခြင်းပဲဖြစ်ပါတယ်။ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာမိသားစုထဲမှာတက်ကြီးရွယ်အိုမိဘဘိုးဘွားတွေနာတာရှင်ယောဂသည်တွေကိုယ့်ကိုအကျိုးမပြုနိုင်တော့တဲ့သူတွေရှိနေနိုင်ပါတယ်။သူတို့ကိုပြုစုစောင့်ရှောက်ရတာပင်ပန်းကောင်းပင်ပန်းပါလိမ့်မယ်။အနံ့အသက်တွေယွန်ရှားဝေရာတွေနဲ့လည်းရင်ဆိုင်ရပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီလိုလူမမာတွေကိုပြုစုစောင့်ရှောက်ခွင့်ရခြင်းဟာမြတ်စွာဘုရားရှင်ကိုတော်တိုင်ကိုပြုစုခွင့်ရတဲ့အလုံးမုံမြတ်လှတဲ့ကုသိုလ်ကြီးဖြစ်တယ်ဆိုတာကိုဘုရားရှင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့အာမခံခဲ့ပါတယ်။ဒါကြောင့်နာမကျမ်းဖြစ်နေသူတွေကိုပြစ်ပယ်ခြင်းမလုပ်ဘဲမေတ္တာကရုဏာအပြည့်နဲ့ကိုချင်းစာတရားထားကပြုစုစောင့်ရှောက်ကြဖို့အလွန်ပဲအရေးကြီးတာပါတယ်။ဘုရားရှင်တော်မှကိုယ်တိုင်ရည်ရွယ်ကြိုပြီးပြုစုခဲ့သေးတာပဲ။ကျွန်ုပ်တို့တာမန်လူသားတွေအနေနဲ့ကိုယ့်ရဲ့မိဘဆွေမျိုးပတ်ဝန်းကျင်ကလူမမာတွေကိုဒီဥဆိုင်ပြုစုဖို့ဆိုတာတွန့်ဆုတ်နေစရာမလိုတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ပုရိကတ္တဒိဋ္ဌာမထေမြတ်ရဲ့တရားဇလန်းလေးကိုနားဆင်ပြီးတဲ့နောက်ဓမ္မမိတ်ဆွေတို့ရဲ့ယင်ထဲမှာမေတ္တာကရုဏာတရားတွေဘုံမူတိုးပွားရှင်သန်လာပါစေ။မိမိရဲ့ခန္ဓာကိုယ်အပေါ်မှာဖြစ်စေသူတစ်ပါးရဲ့ခန္ဓာကိုယ်အပေါ်မှာဖြစ်စေတွေ့တာဆွဲလန်းမှုအတ္တတွေကိုပညာဉာဏ်နဲ့ဖယ်ရှားနိုင်ကြပါစေ။ဖြာနာနေသူဒုက္ခရောက်နေသူတွေကိုကိုကြီးဖေးမလိုတဲ့စိတ်ထားကောင်းများမွေးမြူနိုင်ပြီးဒါနသီလဘာဝနာကုသိုလ်ကောင်းမှုများကိုနေ့စဉ်မပြတ်ကြိုးစားအားထုတ်ရင်တဏှာဝဆင်းရဲမှကင်းလွတ်ရာအမှန်ဖြစ်သောနိဗ္ဗာန်ချမ်းသာကိုလွယ်ကူသောအကျင့်မြတ်ဖြင့်မျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာချမ်းသာကြပါစေခင်ဗျာ။